Good morning ဒီနေ့ကတော့ Grand Canyon Trip ရဲ့ဒုတိယမြောက်နေ့ hiking သွားလုပ်မှာဖြစ်ပါတယ်ဒီမှာကကို Move Hey move ဒီဘက်လဲ哦tree ကိုဆက်လျှောက်ပါပြီဒီ tree ကအစအနေအဆုံးကိုအောက်ဆုံးထိပေါ့ Colorado River ကိုတွေ့ရတဲ့အထိဆိုလို့ရှိရင်9မိုင်ကျော်ရှိပါတယ်အဲ့ဒီနေရာလေးကတော့ပထမဆုံးဖျက်ရမယ့်တာနယ်လေးပါဒီ tree လေးကကြောက်ကပြန်ပြီးတစ်ချောက်ကနေပြီးတော့ဖောက်ထားတယ်လူနှစ်ယောက်ရှောင်လို့ရတဲ့လမ်းလေးပါလားတွေလည်းအတက်အဆင်းရှိပါတယ်အဲဒါကြောင့်တခြားအိမ်မွေးတိရစ္ဆာန်တွေခေါ်လို့မရပါဘူးတောင်မှာအိမ်လေးအိမ်လေးကနေမီးရလာခဲ့ရ Oh my god ဒီအကြီးကိုဆင်းလာအခုကိုအောက်ကိုဆက်သွားမှာ Let's go这是什么新鲜的奥特曼？ဒီနေရာလေးကတော့ second tunnel ပါဒီကြည့်ဆိုရင်ဝီးတို့ဆင်းလာတာ 1.5 မိုင်ရှိပါပြီဆိုတော့ဒီနေရာနေပဲပြန်လှည့်ပါပြီကိုတက်နိုင်နေလားရောက်ကနေပြီဒူးရမကောင်းတော့ Oh my god အဲ့ဒါကိုရကြံသေးရဲ့ဒီတကွေးပြီးလို့ first tunnel လေးပြန်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ပြန်ရောက်ပါပြီဝီယူက3မိုင်လောက် hike လုပ်ခဲ့ပါတယ်ရှင်းလာတယ်တူမလေးနေပြီရင်းသားလေးဟုတ်တယ်လူဒီကောင်းလေးလည်းပါတယ်ဒီကအခုနေ့လယ်တနာရီရှိပါပြီ Grand Canyon National Park ကနေပြီးတော့ဝီတို့ထွက်လာခဲ့ပါပြီအခု Horseshoe Bend ကိုသွားနေတာဖြစ်ပါတယ်အဲ့ဒီ Horseshoe Bend က Arizona ရဲ့ Page ဆိုတဲ့မြို့လေးမှာရှိတာဖြစ်ပါတယ် Grand Canyon ကနေပြီးတော့134မိုင်လောက်ဝေးတယ်ဝီတို့က3နာရီလောက်ကားမောင်းခဲ့ရပါတယ် Horseshoe Bend ရောက်ပါပြီကားပါကင်ကနေပြီးတော့အဲ့ဒီမြင်းခွာပုံအကွေးကြီးကိုကြည့်ဖို့ရအတွက်မိနစ်20လောက်လမ်းလျှောက်ရပါတယ်ဒီလိုကာထားတဲ့နေရာတွေကတော့ကြည့်လို့ရှိရင်အလှဆုံး view point ပြီးတော့ safe အဖြစ်ဆုံးပေါ့ဒါပေမဲ့ဓာတ်ပုံကောင်းရဖို့အတွက်တော့ဒီနေရာတွေမှာရိုက်လို့မရဘူးလူတွေကအရမ်းများတယ်ဝီယူကဒီအဆုံးလေးမှာခဏလေးထိုင်ပြီးတော့ဓာတ်ပုံရိုက်ခဲ့ပါတယ်အမြင့်မကြောက်တတ်တဲ့ဝီယူအောင်ဒီကနေပြီးအောက်ကိုကြည့်လိုက်တာတော်တော်ထိတ်သွားတယ်不行，关键就是说
ဒီနေ့လည်းတဲ့အစီအစဉ်လေးကတော့ပြီးဆုံးသွားပြီဖြစ်လို့ဝီရိုတဲမဲဟိုတယ်ကိုရောက်လာခဲ့ပါပြီတန်တန်ဒီခန်းလေးမှာ2ညနေမှာဖြစ်ပါတယ်မနေ့ကကြာရင်အဲ့အနောက်ကပချီကားတယ်